ဘန်နီတိုင်ပါလေး small medium left side H&T ကတော့အခု90ပါမယ်ကဲဒါအခုကတော့စောင်းရသည်ကာလပေါ့ဒီလိုကာလမျိုးကတော့ဒါဒိုင်ဘာယာဒီလို့ပြောလို့ရတယ်ဒီလိုချိန်မျိုးဆိုလို့ရှိရင်ကလေးတွေကအရင်အထက်ဒိုင်ဘာကိုပို့ပြီးတော့သုံးပေးရတယ်ဒီခုလိုစောင်းနေရတော့ဒိုင်ဘာကိုသုံးချင်သည်ဖြစ်စေမသုံးချင်သည်ဖြစ်စေသုံးကိုသုံးရတော့ဒါအနည်းဆုံးညတော့တစ်ခုတော့သုံးပေးရတယ်ပုံမှန်သုံးနေတဲ့ကလေးတွေဆိုလို့ရှိရင်နှစ်ခုသုံးခုသုံးနေရတော့ဒါအဲ့တော့အခုဒီလိုစောင်းနေကာလမှာမင်းတို့ရွှေမန်းလေးကလေးဒိုင်ဘာနဲ့လူကြီးဒိုင်ဘာရောင်းဝယ်ရေးမှာဘယ်တစ်စိမ့်လေးတွေကရောင်းဝါအရန်ကောင်းပြီးတော့ site စုံတာတွေရှိတယ်ဆိုတော့ပြပေးမယ်နော်အဓိကပြန်ရောင်းတဲ့လက်ကားသမားကြီးတွေအတွက်ဆိုလို့ရှိရင် small ကနေ 4H&T လဲ site စုံတာရမယ်အလေးမေမေတွေလည်းတည်အောင်ပစ္စည်းလေးမိတ်ဆက်ပေးမယ်ဒါကတော့တူတူမိတ်ဆက်ကြတော့မလို့ဒီနာမည်လေးကတော့အားလုံးတည်ပြီးသားပဲသူကဘန်နီဒိုင်ဘာလေး small medium left side H&T ကတော့အခု90ပါမယ် 2H ဆိုလို့ရှိရင်သူက48နောက်3ဆိုလို့ရှိရင်46 44အဲ့လိုအခုရည်လေးတွေနည်းနည်းရော့သွားမယ်ပေါ့နော်ဒါအခုဒီရက်ပိုင်းမှာမင်းမင်းစီမှာအရန်ရောင်းကောင်းနေတဲ့ဒိုင်ဘာတစ်စိမ့်လေးရှိတယ်တခြားတစ်စိမ့်လေးလည်းရှိတယ်ပေါ့နော်ဒါအခုတောက်လျှောက်ပေါ့နေကိုပို့ဖို့အတွက်ဘန်နီဒိုင်ဘာတွေပစ္စည်းထုတ်ပေးနေတာပေါ့နော်ဒါတော့အခုဒီရက်ပိုင်းမှာအရန်ကို hot ဖြစ်ပြီးရောင်းနေရတဲ့ဘန်နီဒိုင်ဘာလေးပဲဖြစ်တယ်အခုဒီဒိုင်ဘာလေးကိုမင်းမင်းတို့ရှင်မန်းလေးမှာလက်လီပဲဝယ်ခြင်းဒီဖြစ်စေလက်ကားပဲဝယ်ယူခြင်းဒီဖြစ်စေမင်းတို့ရှင်မန်းလေးကလေးဒိုင်ဘာဆိုင်ခွဲ1ဆိုင်ခွဲ2ဆိုတဲ့Facebook page တွေကနေလည်းဆက်သွယ်ဝယ်ယူနိုင်တယ်လို့ TikTok account တွေမှာလည်းဆက်သွယ်ဝယ်ယူအားပေးနိုင်တယ်ဒါမှမဟုတ်လို့ရှိရင် bio တွေမှာ page တွေမှာတင်ထားတဲ့ဖုန်းနံပါတ်တွေရတဲ့ Viber တွေကနေလည်းဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်